ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်ရဲ့ခဲမုံပကြီးပညာဒါနအစီအစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီရက်ထဲသဘာဝဘေးအန္တရာယ်ကြောင့်ဖုန်းလိုင်းပြတ်တောက်တာတွေ Wi-Fi ချိတ်ဆက်မရတာတွေကြောင့်တင်ဆက်နေကြကျွန်တော်ရဲ့အစီအစဉ်လေးပုံမှန်အနေထားမရှိခဲ့ရင်နားလည်ခွင့်လုပ်ပေးကြဖို့ကြိုတင်မေတ္တာရက်ခံပြောကြားလိုပါတယ်ခင်ဗျာအခုအစီအစဉ်မှာကျွန်တော်တို့ခဲမုံတုံးအရှင်းရရင်အနုကိုကူးပြောင်းတာလေးကိုကျွန်တော်တို့လေ့ကျင့်ရေးဆွဲကြည့်ကြရအောင်နော်ကဲကျွန်တော်တို့အစီအစဉ်လေးစလိုက်ရအောင်နော်ကျွန်တော်ဒီတစ်ခါစုပ်ကိုပြောင်းရေးထားတယ်နော်ခဲမုံတိုးတဲ့နေရာမှာကျွန်တော်တို့တုံးဆင်းဆင်းရေးခဲ့တယ်လို့စုပ်ထဲမှာပါတဲ့ခဲမုံကိုအကုန်ဖြီမချတော့ပါဘူးကျွန်တော်တို့စုပ်ကိုခဲမုံထဲမှာတုတ်ပြီးသွားလို့ရှိရင်စုပ်ထဲမှာညက်နေတဲ့ခဲမုံအသီးလေးတွေအခဲလေးတွေကိုကျွန်တော်တို့ရော့ရုံနောက်ကလေးပါးပါးလေးပဲဖြီမယ်နော်အဲ့လောက်ဆိုရပြီနော်အဲ့လိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဇေယောက်ကမှာစာရေးကြည့်မယ်ဒီတကွက်ထဲမှာပဲကျွန်တော်တို့အရင်ဆုံးနေရာနေပြီးတော့အနုဆုံးနေရာကိုရေးကြည့်မှာနော်အဲ့အတွက်စုပ်ထဲမှာခဲမုံနေရာအများဆုံးယူနေတဲ့အချိန်မှာကျွန်တော်တို့ဒီအစွန်ဆုံးကအရင်ဆုံးနေရာလေးကိုလိုင်းအောင်ခေါ်ရေးကြည့်မယ်နော်အနားသက်မြင်းလေးနဲ့ကပ်ပြီးတော့အရင်ဆုံးနေရာလေးကိုစာရေးကြည့်ပြီးအဲ့လိုရေးပြီးသွားရင်ကျွန်တော်တို့ညာဘက်ကိုတဖြည်းဖြည်းကျွန်တော်တို့ခေါ်ပြီးတော့စုပ်ကိုလည်းဖော့မယ်ခဲမုံကလည်းသူ့အောင်တဖြည်းဖြည်းရော့လာလိမ့်မယ်နော်ရေးနဲ့ကျွန်တော်တို့ထပ်မတူတော့ဘူးလေစုပ်ထဲမှာပါတဲ့ခဲတစ်ချက်တူပြီးသားနဲ့ပဲကျွန်တော်တို့ဒီတစ်ခွက်မှာအကုန်အနုရင်ဖော်ရေးမှာဆိုတော့လေနော်အဲ့ဒါပထမဆုံးအရင်ဆုံးနေရာကိုရေးလိုက်တယ်ခဲမုံကနည်းနည်းရော့သွားတယ်သူဘေးကကက်ရေးတယ်ခဲမုံကနည်းနည်းထက်ရော့သွားမယ်သူတဲ့ထက်ကက်ရေးရင်ခဲမုံကတဖြည်းဖြည်းရော့လာမယ်ခဲမုံရော့လာလေတုံးကနှုလာလေးဖြစ်ပါလိမ့်မယ်အဲ့သဘောလေးကိုဆောင်းပြီးတော့ကျွန်တော်တို့အနုဆုံးနေရာကိုခေါ်ရေးမှာပေါ့နော်အဝေးမဆွဲပါနဲ့နေရာလွတ်တွေကြံခဲ့မှာဆိုလို့ပါစုပ်တစ်ပြားစာလောက်ကလေးပဲကက်ပြီးတော့ခေါ်ရေးတော့ပါနော်ရေးလိုက်လေပုတ်လိုက်လေစုပ်ထဲမှာခဲရလက်ကြံနေလာလေဇေယောက်ကပေါ်မှာထင်လာတဲ့တုံးရဲ့အယောင်ကနှုလာလေဖြစ်ပါလိမ့်မယ်ဒီလိုနဲ့တဖြည်းဖြည်းကျွန်တော်တို့အရင်ဆုံးကနေပြီးတော့အနုဆုံးနေရာကိုခေါ်ရေးမှာပေါ့နော်လက်ကလည်းမတိမတာလေးဖော့ပေးပါစုပ်ကိုတောက်လျှောက်ကြီးဖိမရေးပါနဲ့လက်ကလည်းဖော့မယ်စုပ်မှာပါတဲ့ခဲကလည်းတဖြည်းဖြည်းရော့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တုံးကအလိုလိုသူ့အောင်တဖြည်းဖြည်းနှုလာပါလိမ့်မယ်ဖြည်းဖြည်းလေးပဲကပ်ပြီးတော့ခေါ်ရေးသွားပါနော်ခုဆိုရင်တုံးလေးကတဖြည်းဖြည်းနှုလာပါပြီနားသက်မြင်းလေးတွေနားလည်းကပ်ပြီးတော့ရေးပေးပါရှေ့ဆွဲပြီးသားလမ်းကြောင်းနဲ့ကပ်ပြီးတော့နောက်လမ်းကြောင်းလေးကလိုက်ပြီးတော့ရေးပေးပါဒါဆိုလို့ရှိရင်နေရာလွတ်မကြံဘဲနဲ့တုံးကတဖြည်းဖြည်းရော့ပြီးတော့လာပါလိမ့်မယ်နော်ခုဆိုရင်တုံးလေးကတဖြည်းဖြည်းရော့လာပြီနော်လက်ကလည်းဖော့မယ်စုပ်ထဲမှာပါတဲ့ခဲမုံကလည်းတဖြည်းဖြည်းရော့လာမယ်ဒါဆိုရင်တုံးလေးကတဖြည်းဖြည်းနှုလာပါလိမ့်မယ်နော်နေရာလုတ်ကလေးတွေကြံခဲ့လို့ရှိရင်ပြန်ပြီးတော့ဖြည့်လိုက်ပါခုဆိုရင်တုံးကအရင်ဆုံးနေရာနေပြီးတော့
လေးအနုဆုံးနေရာကိုတဖြည်းဖြည်းရုပ်လုံးပေါ်လာပြီပေါ့နော်ကျွန်တော်တို့ပုံတွေမှာပကြီကားတွေမှာစကင်တုံးတွေမှာအဝတ်စားတွေမှာဒီလိုအနုရင်တဖြည်းဖြည်းကူးသွားတဲ့နေရာတွေကပုံတိုင်းမှာပါတယ်နော်အဲ့သဘောလေးတွေကိုကျွန်တော်တို့ကကြိုပြီးတော့လေ့ကျင့်တဲ့အနေနဲ့ဒီပုံစံလေးကျွန်တော်ရေးခိုင်းတာပါလိုအပ်ပါတယ်ပုံလေးရေးတဲ့အခါမှာဒီသဘောလေးရလေအဲ့ဒါကြိုးစားလေ့ကျင့်ကြပါလို့အကြံပြုချင်ပါတယ်ခင်ဗျာကျွန်တော်အရင်ဆုံးနေရာကခဲမုံတူပြီးကစားစုပ်ထဲမှာခဲမုံအများဆုံးနေရာယူထားတဲ့အချိန်မှာကျွန်တော်တို့ရေးမယ်ရေးပြီးသွားရင်စုပ်ထဲမှာခဲမုံရောသွားမယ်ရောသွားရင်အရင်ဆုံးနေရာရေးရနေရာကတ်ပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းစုပ်တစ်ဖက်စာလေးဆွတ်ပြီးတော့ခေါ်ရေးသွားလို့ရှိရင်အခုအနည်းဆုံးနေရာရောက်တဲ့အထိသူ့အောင်အဆင်ပြေသွားပါလိမ့်မယ်နော်ကျွန်တော်တို့ဇေယျကွက်တုံးနေအဆင့်ဆင့်ရေးခဲ့သလိုပဲပေါ့နော်ဒီဇေယျဒီကွက်ကလေးမှာလည်းကျွန်တော်တို့ရောတဲ့နေရာရှိမယ်မကြီးရဲ့နေရာလေးရှိလို့ရှိရင်ကျွန်တော်တို့ပြန်ခေါ်ပြီးတော့ဖြည့်ပြီးတော့ရေးပြလို့ရတယ်နော်နောက်တမြင်လေးနေရာလည်းကျွန်တော်တို့ထိမိအောင်ရေးလိုက်ပါကျွန်တော်တို့အဲ့ပုံစံလေးတွေကိုအခုကျွန်တော်ဘယ်ကနေပြီးတော့ညာကိုတဖြည်းဖြည်းနှုတ်ရေးတာပေါ့နော်မေစီတို့အနေနဲ့အချိန်ရမယ်ဆိုလို့ရှိရင်ညာဘယ်ကိုနှုတ်ရေးပါအပေါ်ကအောက်ကိုနှုတ်ပြီးတော့ရေးပါအောက်ကအပေါ်ကိုတဖြည်းဖြည်းနှုတ်ရေးပါအဲ့လိုလေးအချင်းချင်းခါခါလေးချင်းရေးဆွဲစေချင်ပါတယ်ဒါမှကျွန်တော်တို့အနုအရင်ရောတဲ့နေရာလေးကိုဥပကပိုင်နိုင်တည်ကြပြီးတော့ပုံလေးရေးတဲ့ခါမှာခက်ခဲမရှိဖြစ်မှာနော်ဒီလိုမှာတော့ပြောနေတယ်ဒီလိုမင်းချက်ဒီလိုကတော့အဲ့ဒီလိုမှာဘာကြီးနေလဲပြောပါနဲ့ဟိုပြောတိုက်ပါပါကျမတို့ဘာကြီးဒီကမလေးကျွန်တော်တို့ခဲမုံပကြီးမှာပုံမှန်ရင်းနေကြစုပ်တွေအပြင်တခြားဂျာကန်ပစ္စည်းလေးတွေတွဲပြီးသုံးတာရှိတယ်နော်အခုနောက်တစ်ခါမှာကျွန်တော်ပုံမှန်သုံးနေကြစုပ်တဲ့အတူဂျာကန်ပစ္စည်းလေးတစ်ခုဖြစ်တဲ့နာတန်တန်လေးနဲ့တွဲပြီးတော့နောက်တစ်ခွက်ကိုခဲမုံအနုရင်ကျွန်တော်နဲ့အတူလေ့ကျင့်ရေးကြည့်ကြရအောင်နော်ကျွန်တော်တို့ပုံမှန်လိုပါပဲစုပ်ကိုခဲမုံတိုးပြီးတော့ကျွန်တော်တို့ဇရာခွက်ကိုခေါ်လာပြီးတော့အရင်ဆုံးနေရာလေးကိုကျွန်တော်တို့နည်းနည်းခေါ်ရေးလိုက်မယ်နော်နည်းနည်းခေါ်ရေးလိုက်မယ်နာတဲ့မြင်းလေးတွေတောင်လေးတွေပြီးအောင်တခါတည်းခေါ်ရေးလိုက်မယ်နော်အရင်ဆုံးနေရာကိုကျွန်တော်တို့ရေးပြီးသွားလို့ရှိရင်အောက်ဖက်ကိုကျွန်တော်တို့စုပ်ကိုတဖြည်းဖြည်းဖော့ပြီးတော့ကျွန်တော်တို့နှုတ်တဲ့နေရာလေးကိုခေါ်ရေးမယ်ပေါ့နော်အခုလိုပုံစံမျိုးလေးပေါ့နော်အမလေးကျွန်တော်ရေးမယ်အနာတဲ့မြင်းဖြူနေတဲ့နေရာလေးဟာနေတဲ့နေရာလေးလည်းနည်းနည်းဖြည့်ပေးလိုက်ပါကျွန်တော်တို့ခဲမုံလိုမယ်ဆိုလို့ရှိရင်နည်းနည်းထပ်တင်လို့ရပါတယ်အနုအရင်အားကိုလိုလိုကစားလို့ရပါတယ်အဓိကအနုရဲ့နေရာရင်းနေတာဖြစ်ဖြစ်ရင်းတဲ့နေရာနုရဲ့နေရာဖြစ်ဖြစ်ပြပြကလေးကူးသွားရင်ရပါပြီနော်ကဲပြီးရင်ကျွန်တော်တို့နားချက်တန်ကိုအသုံးပြုပြီးတော့အဲကျွန်တော်ချစ်ထားတဲ့နေရာကိုပြန်ပုတ်ပြီးတော့ညှိမယ်ပေါ့နော်ကျွန်တော်တို့ငကလုံးစုံနဲ့ညှိပြီးတော့ရေးတယ်အခုကကျွန်တော်တို့ဂျာကန်ပစ္စည်းတစ်ခုဖြစ်တဲ့နားချက်တန်လေးနဲ့ကျွန်တော်တို့ညှိပြီးတော့ခေါ်ပြီးတော့ပုတ်ပြီးတော့ဆွဲမယ်နော်သူ့ကိုလည်းစုပ်လိုပါပဲကျွန်တော်တို့အနုဘက်ရောက်တဲ့အချိန်ကြာလို့ရှိရင်လက်ကိုတဖြည်းဖြည်းဖော့ပြီးတော့ပုတ်ပြီးပါဖိလိုက်လို့ရှိရင်တုံးကရင်းသွားပါလိမ့်မယ်ဒါဆိုလို့ရှိရင်အနုရင်တိတ်မကွဲပဲရောထွေးထွေးဖြစ်နေမှာဆိုလို့နော်အောက်ပိုင်းရောက်လာလေလက်ကလေးကတဖြည်းဖြည်းကိုတုံးရဲ့အနေထားကိုကြည့်ပြီးတော့ဖော့လာလေးတွေလုပ်ပေးပါနော်လွတ်နေဟာနေရဲ့နေရာလေးရှိလို့ရှိရင်လည်းဒီနားချက်တန်လေးနဲ့ပဲလှည့်ပြီးတော့ပြန်ပုတ်ပြီးတော့ခေါ်ညှိပေးရတယ်နော်ကျွန်တော်ဒီလိုကတခြားဂျာကန်ပစ္စည်းတွေသုံးတာအများကြီးရှိပါတယ်ဂုံးတွေသုံးကြတယ်ပေါ့နော်တ िश ူတွေသုံးကြတယ်ဒီလိုလေးတွေပဲကိုအဆင်ပြေတဲ့နေရာမှာခေါ်သုံးလို့ရတယ်နော်ဒီလိုအကြောင်းကိုကဒီခဲတုံးအရင်ပိုင်းလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုဖြေချတာနေရာသွားပြီးတော့ဒီခဲကိုခေါ်ယူလို့ရတယ်နော်
ကျွန်တော်သူဘေးကစုံနဲ့ရေးထားတဲ့အကွက်ပါဒါလေးကတော့ကျွန်တော်နာချက်တန်တဲ့ပုတ်ပြီးတော့အခုလိုပဲဖြေပြီးတော့ခေါ်ရေးလို့ရတယ်ဆိုတာကိုမိတ်ဆွေတို့ဘုရားအနေနဲ့ပြောပြရေးပြတာပါနော်သူကလည်းစုပ်လို့ပါပဲကျွန်တော်တို့ရင်းတဲ့ပိုင်းမှာနည်းနည်းဖိမယ်ကျွန်တော်တို့အဖျားပိုင်းရောက်လာမယ်အနူပိုင်းရောက်လာလေတဖြည်းဖြည်းလက်ကူဖော့ပြီးတော့ညညာညာပုတ်ပြီးပါသူအနာသက်မြင်းလေးကိုလည်းမကြောပါစေနဲ့ပြင်ကျရင်တော့ဒီလိုကြားကန်ပစ္စည်းလေးတွေသုံးတာအဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကက်ကက်တက်တက်ချူချူချာချာညာမျိုးကြလို့ရှင်တော့သူကဝင်ရခတ်တယ်ပေါ့နော်အဲ့ဒါမျိုးရကျွန်တော်တို့စုပ်ကိုပြန်အားကိုးရပါတယ်ပြင်ကျတယ်လွတ်လွတ်လပ်လပ်ပို့လို့ဆွဲလို့ရညာမျိုးကြလို့ရှင်တော့ဒီလိုကြားကန်ပစ္စည်းလေးတွေအသုံးပြုပါတယ်အသုံးလည်းပြုကြတယ်အသုံးလည်းဝင်ပါတယ်နော်ကျွန်တော်တို့တုံးကိုအရင်လိုချင်နားချက်တိုင်းမဲတဲ့နေရာနဲ့ကျွန်တော်တို့ခေါ်ပြီးတော့ပုတ်မယ်ကျွန်တော်တို့နုတဲ့နေရာကိုလိုချင်လို့ရှိရင်မပုတ်ရသေးတဲ့ဂုံးဖြူတဲ့နေရာလေးကိုလှည့်ပြီးတော့ခေါ်ပုတ်မယ်နော်အဲဆိုလို့ရှိရင်အနုရင်ကွဲပြီးတော့ပုတ်ပြခြင်းအပြင်တုံးမှလည်းအနုရင်ကွဲပြီးတော့သူ့အောင်ပေါ်လာပါလိမ့်မယ်နော်ဒါလေးကလည်းမိတ်ဆွေတို့စမ်းတက်ကြည့်ရဆိုလို့ရှိရင်စမ်းတက်လို့ရပါတယ်တကယ်အသုံးချတတ်ရင်လည်းပုံတွေမှာဒီခါလေးအကျိုးရှိပါတယ်အချိန်တွက်ကြည့်မှဆိုလို့ရှိရင်ကျွန်တော်တို့စုံနဲ့ရေးမှဆိုရင်6မိနစ်လောက်ကြာတဲ့တစ်ခွက်ကိုသူနဲ့ပုတ်လိုက်မှဆိုရင်တော့4မိနစ်လောက်နဲ့အဆင်ပြေသွားတော့ပါတယ်ဒါပေမဲ့နေရာတိုင်းသုံးဝင်လာဆိုတော့နေရာတိုင်းသုံးဝင်တယ်လို့လည်းကျွန်တော်မပြောလို့ပါဘူးစောစောပြောလို့ဂျူဂျူချာချာနားကျက်တန်ဝင်ရခက်တဲ့ပုံရဲ့နေရာမျိုးကြလို့ရှိရင်တော့ကျွန်တော်တို့စုပ်ကိုပြန်အားကိုးရမှာပါခင်ဗျာမိတ်ဆွေတို့အနေနဲ့စုတ်တန်နဲ့ပဲလေ့ကျင့်စုတ်တန်နဲ့တခြားဂျာကန်ပစ္စည်းနဲ့ပေါင်းပြီးတော့ပဲရေးဆွဲအခုလိုနုရဲ့နေရာရင်းကိုသွားတာရင်းတဲ့နေရာရဲ့အနုကိုကူးတာပေါ့နော်ဒီလိုအကူအပြောင်းအရောနှောလေးတွေကလေ့ကျင့်ရေးဆွဲဖို့လိုအပ်တယ်လို့ကျွန်တော်အကြံပြုပြောချင်ပါတယ်တကယ်ပုံတွေရေးတဲ့ခါမှာအဲ့ဒါလေးတွေကတကယ်အသုံးဝင်ပါလိမ့်မယ်ပုံတွေမှာလည်းအခုလိုပဲအနုရင်လေးတွေရောနေတယ်မျောနေတယ်ဒီလိုလေးတွေပဲသူကပုံဒီမှာပုံစံမတူပဲနေရာယူရှိနေတတ်တာเนาะဒါလေးတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့သူအတိုင်းရေးချယ်ချင်းကပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ပုံတွေကပြောမှဆိုလို့ရှိရင်အသက်ဝင်ပြင်းလာပါလိမ့်မယ်เนาะကျွန်တော်တို့အခု3စင်းလည်းရေးခဲ့ပြီးသွားပြီ5စင်းလည်းရေးခဲ့ပြီးသွားပြီ9စင်းလည်းရေးခဲ့ပြီးသွားပြီအခုလိုအနုအရင်ရောလေးတွေလည်းလေ့ကျင့်ရေးဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုပိုင်းကြားရင်လို့ရှိရင်ပုံလေးတစ်ပုံတော့ကျွန်တော်တို့စတင်လေ့ကျင့်ရေးဆွဲကြည့်ကြရအောင်เนาะအဲ့အတွက်နောက်ဗီဒီယိုမှာကျွန်တော်တို့ပုံရေးပြန်လဲတွေ့ဆုံကြမယ်เนาะကျွန်တော်မိတ်ဆွေများအားလုံးကျွန်တော်ဗီဒီယိုစောင့်မျှော်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ